โอเคအားလုံးပဲမင်္ဂလာပါ GoBest United ရဲ့ Facebook TikTok နဲ့ YouTube Channel တွေကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ဆယ်လပိုင်း4ရက်နေ့စနေနေ့ည7:00နာရီခွဲမှာတော့ Old Trafford ကွင်းမှာ Manchester United တင်းနဲ့ Sunderland တင်းတို့ဒါရှင်မြန်ကစားသွားကြဖို့ရှိနေကြတာလည်းဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ရဲ့ပွဲကြိုသုံးတဲ့ချက်ကိုကျွန်တော်ရှေ့ဗီဒီယိုမှာတင်ဆက်ပေးထားပါတယ်ဆိုတော့မကြည့်ရသေးတဲ့ဘောလုံးဝနာရှင်ကြီးကိုတွေအကုန်လုံးပဲရှေ့ဗီဒီယိုလေးကိုကြည့်ရှုဖို့ပြောချင်ပါတယ်တစ်ဆက်တည်းမှာပဲကျွန်တော်ရဲ့ Facebook page နဲ့ TikTok account နဲ့ YouTube channel တွေကို like and follow နဲ့ subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်။ Okay ဆိုတော့ဒီ season ကိုစလိုက်ကြအောင်ကျွန်တော်ဒီ season မှာတော့ဒီ Mourinho Nisnik ကိုအဓိကပြောပြသွားမှာဖြစ်ပါတယ်။ဆိုတော့ international break မတိုင်ခင်မှာ Manchester United တဲ့နိုင်ပွဲရယူဖို့အတွက်ဆိုလို့ရှိရင်တော့အားလုံးသိတဲ့အတိုင်းပဲနီးပြ Mourinho ရဲ့ Nisnik တွေကမမှန်ကန်နဲ့အသုံးချဖို့အတွက်နဲ့ဒီမှန်ကန်တဲ့ကစားသမားတွေကိုပွဲတက်လူစင်းမှာအသုံးပြုလာဖို့လိုပါတယ်။ဆိုတော့ဒီ international break မတိုင်ခင်မှာတော့ဒီပွဲပဲရှိတော့တယ်ဒီ international break ပြီးရင်တော့ကျွန်တော်တို့နှစ်ပတ်ကြာပြီးတဲ့နောက်ပိုင်းမှာပေါ့ဒီ10လပိုင်း19ရက်နေ့ Sunday မှာကျွန်တော်တို့ကအဝေးကွင်းမှာဒီ Anfield ကွင်းမှာပေါ့နော် Liverpool တင်းသွားပြီးရှင်ပြိုင်မှာဖြစ်တယ်ဆိုတော့အခုလက်ရှိမှာတော့ Man U က6ပွဲကစားပြီးတဲ့အချိန်မှာ2ပွဲပဲနိုင်ထားပြီးတော့တပွဲတည်း3ပွဲရှုံးဆိုရဲရလက်နဲ့ဖြစ်နေရယ်အမှတ်ကလည်း9မှတ်ပဲဖြစ်နေတယ်ဆိုတော့ဒါကတော့လုံးဝဆိုးရတဲ့မှတ်တမ်းဆိုရတဲ့အနေထားလို့လည်းပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီဆန်နာလန်နဲ့ပွဲစဉ်မှာ Manchester United နဲ့အမှတ်စူဆောင်းထားနိုင်တဲ့နယ်လို့ဆိုရပေါ့ပြောချင်တာပေါ့နော်ဆိုတော့စူဆောင်းထားတဲ့နယ်ဆိုတော့နိုင်မှလည်းအဆင်ပြေမှာဘာကြောင့်နိုင်မှလည်းအဆင်ပြေမှာဆိုလို့ရှိရင်တော့ပထမတစ်ချက်ကတော့ဒါအသင်းရဲ့ရလက်ပိုင်းကိုပြန်ပြီးတော့ကျွန်တော်တို့ဆွဲတင်တဲ့အနေနဲ့နိုင်မှဖြစ်မယ်နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ကစားသမားတွေရဲ့ဒီစိတ်သက်ပိုင်းဆိုင်ရာတွေပေါ့နော်စိတ်သက်ပိုင်းဆိုင်ရာအခုဆိုလို့ရှိရင်နီးပြ Mourinho Nisnik ကအားလုံးသိတဲ့အတိုင်းပဲဒီ Premier League နဲ့ M1 နဲ့ကစားကွက်ပေါ့နော် M1 လို့ပြောပေမဲ့လေတခြားအသင်းတွေမှာ3နေရာရှိတယ်3-4နှစ်တက်ကတခြားအသင်းမှာ3နေတယ်တခြားအသင်းကစားသမားတွေလည်းလိုက်နိုင်တယ်စော့နိုင်တယ်တို့ပေမဲ့ကျွန်တော်တို့ Manchester United မှာတော့ဒီ3-4နှစ်တက်ကိုပဲပွဲစဉ်တိုင်းမှာအသုံးပြုလာတယ်အမော်ရင်ကဆောနာပြောလို့ပဲဒီမော်ရင်ကသူ့ရဲ့3-4နှစ်တက်ကိုပဲအမြဲတမ်းပွဲထုတ်လာတယ်ဆိုတော့တစ်ဖက်သင်းကစားသမားတွေဒီတစ်ဖက်သင်းရဲ့ဒီနီးပြတွေကကျွန်တော်တို့ရဲ့ကစားကွက်နဲ့ဒီကစားပုံတွေကိုအလွတ်ရနေသလိုတောင်ဖြစ်နေတယ်ဆိုတော့ဒီ Man United တွေ့တဲ့အတိုင်းသူတို့အနေနဲ့ကစားရတာတခြားသင်းတွေကစားရတဲ့ဆိုင်တတောင်တတာလည်းရှိရလို့သူတို့အနေနဲ့မြင်လိုက်မယ်ဗျာဆိုတော့သူ့ရဲ့3-4နှစ်တက်ကအရန်ဒီကျွန်တော်တို့Premier League နဲ့မကိုက်ဘူးဆိုရင်လည်းတခြားသင်းတွေကတော့အဆင်ပြေနေပေမဲ့ကျွန်တော်တို့မှလုံးဝအဆင်ပြေဘူး။ဘာကြောင့်လဲဆိုတော့ဒီနီးပြပဲဟိုကစားသမားတွေထားပြီးစော့တာမှားလို့လားကစားသမားတွေကပဲမလိုက်နိုင်တာလားဒါမှမဟုတ် out of position ကစားသမားတွေဖြစ်နေလို့လားဥပမာဆိုဗျာဒီနောက်တန်း CV 3ယောက်မှာဆိုလို့ရှိရင်အခုပုံမှန်ပွဲထုတ်နေတာရိုရယ်ကျွန်တော်တို့ဒီလစ်ရယ်ပြီးလို့ရှိရင်လူရှော့ရယ်ဒီ3ယောက်ကိုကျွန်တော်တို့အများအားပွဲထုတ်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကွင်းလယ်မှာဆိုလို့ရှိရင်မာဇာဝီညာဘက်ချမ်းမာဇာဝီထုတ်ရင်ထုတ်မထုတ်လို့ရှိရင်ကျွန်တော်ဓာတ်လောက်ထုတ်လာတယ်ပြီးလို့ရှိရင်ကွင်းလယ်မှာဆိုလို့ရှိရင်ကစီနဲ့ဥကာဒေးထွက်ရင်ထွက်ပွဲမထွက်လို့ရှိရင်အဲ့2ယောက်ပွဲထွက်အဲ့တလဲစရာပွဲထွက်တယ်ပေါ့နော်ဆိုတော့ဒီဘက် CMM မှာဆိုလို့ရှိရင်တကယ်တမ်းပြည်သက်တွေအလိုရှိနေတာမိုင်နုကို30ကျင်တာဒါပေမဲ့သူ့အနေနဲ့ဘရူနိုပဲအဲ့နေရာမှာပဲဆိုစော်ခိုင်းတယ်တကယ်တမ်းကဘရူနိုကအားလုံးသိတဲ့အတိုင်းပဲသူ့ရဲ့ကစားတာက CMM မဟုတ်ဘူး AMM နေရာမှာသူကအဓိကကစားတာဆိုတော့လက်ရှိဒီနေရာမှာရင်ဆိုလို့ရှိရင်နောက်တန်းမှာဆိုရင်လူရှော့နေရာမှာဆိုတခြားကစားသမားတွေသုံးရမှာဥမာဒီမာတီနက်တို့တခြားကစားသမားတွေသုံးရမှာပေါ့နော်3ယောက်ဘက်တန်းမှာဆိုတော့အတွေ့အကြုံရှိတဲ့တခြားကစားသမားတွေသုံးရမှာလူရှော့ဆိုလို့ရှိရင်ဒါလုံးဝ MB66 NCB မဟုတ်ဘူးဗျာသူ့ရဲ့ကစားပုံက NCB လုံးဝမဟုတ်တဲ့အတွက်လုံးဝလက်ဟာချက်တွေရှိတယ်ပြီးတော့လူရှော့ကကျွန်တော်ကြည့်ရသလောက်ကတော့မာကင်အရန်ညံ့ပါတယ်သူ့စီကနေပြီးတော့ဂိုးဘောလုံးထွက်ရင်တော့မထွက်ဘူးဆိုလို့ရှိရင်တခြားသူကထွက်လာတဲ့အလုံးကိုပြန်ကစားသမားကိုဒီကန်ခွင့်နေပေးတယ်ပေါ့ဗျာသူ့အနေနဲ့သူကတ်ထားကစားသမားကိုလုံးဝကတ်ထားခြင်းတိတ်ပြီးတော့မာကင်ကတ်တဲ့နေရာမှာအရန်လိုအပ်ချက်ရှိတယ်ပြီးတော့ NCB လည်းသူကစော့နေရတာဖြစ်တဲ့အတွက်သူ့အနေနဲ့ဟိုဘက်ကဒီဒိုဂူနဲ့ပေါ့နော်ဒိုဂူနဲ့ဆိုလို့ရှိရင်သူ့အနေနဲ့လုံးဝအချိတ်ဆက်တိတ်ပြီးမိရလို့မမြင်ဘူးပေါ့နော်ဥမာထားပါတော့ဒိုဂူကဆွဲပြေးသွားတယ်အတွင်းထဲဝင်နေဆိုရင်လူရှော့ over လိုက်တယ်ဆိုရင်ဒိုဂူကကန်လဲကန်ပလိုက်တယ်လူရှော့ဘက်ကိုပေးခြင်းနဲ့ပေးတယ်လူရှော့ဘက်ကိုပေးတယ်ဆိုရင်တော့မှပဲလူရှော့ကနေပြီးတော့ကွင်းဒီ area ဘောက်ထဲကိုဖြတ်တင်နိုင်ပါတယ်တိတ်ပြီးမလုံနိုင်ဘူးဒါဒီဘက်မှာဘယ်ဘက်ချမ်းမှာဖြစ်နေတဲ့အားနည်းချက်ပေါ့နော်ဆိုတော့ဒီကွင်းလယ်မှာဆိုလို့ရှိရင်ကြတော့နောက်တစ်ခုကဘရူနိုဆိုလို့ရှိရင် CMM မှာဆော့တာဖြစ်တဲ့အတွက်သူ့အနေနဲ့ AMF မှာလောက်သူ့ရဲ့ဒီဟိုပါပေါ့နော်လောအားနှုံးကအဝမဖြစ်ဘူး100% ကျွန်တော်တို့မရဘူးပေါ့ဗျာဥမာအရင် 100% ရခဲ့ဆိုတော့မှအခုမှ80-30လည်းဖြစ်ရင်ဖြစ်မယ်ကျွန်တော်50-50လည်းဖြစ်ကောင်းဖြစ်နိုင်တယ်
ဒီလိုမျိုးပြီးလို့ရှိရင်ခန်းစစ်နေရာမှာလည်းပြဿနာရှိနေတာကဒီဥကာတေးကလည်းဝါရင်တဘာရင်ဆိုရင်ပဲလေသူ့ရဲ့စတာမီနာတွေရောသူ့ရဲ့အသက်အရွယ်အရောင်ကအခုချိန်မှာအကြပိုင်းကိုရောက်လာပြီဆိုတော့သူ့အနေနဲ့နောက်ပိုင်းမှာဆိုလို့ပြီးခဲ့တဲ့နောက်ဆုံးဆိုလို့ရှိရင်ကျွန်တော်တို့ပြဒီချယ်ဆီနဲ့ပွဲမှာဆိုလို့ရှိရင်မလုပ်တဲ့အမှားကိုသူလုပ်ခဲ့တယ်မလုပ်တဲ့အမှားကိုလုပ်ခဲ့ပြီးသူနှဝါတင်းနဲ့သူထွက်ခဲ့ရတယ်ဗျာနောက်တစ်ခုကဥကာတေးကစီမဆော့ရင်ဥကာတေးဆော့တယ်ဥကာတေးဆော့တယ်ဆိုလို့ရှိရင်လေဥကာတေးကအားလုံးပဲသိတယ်ဘောလုံးအုံနောက်မပါဘူးတော့ပြောလို့ရတယ်ဗျာအရင်တော့သူ့နေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့တော်မီနေတို့တခြားလူတွေဆော့တယ်ဒါပေမဲ့တော်မီနေအဆင်မပြေလို့ဆိုပြီးဥကာတေးကိုခေါ်လိုက်တဲ့အချိန်မှာဥကာတေးကတော်မီနေတောင်စိုးနေအခုတော်မီနေဆိုလို့ရှိရင်နာပိုလီမှာအဆင်ပြေလို့ပြောလို့ရတယ်ဗျာသိရမလားဆိုတော့နောက်တစ်ခုအဲ့ရဲ့ညာဘက်ချမ်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဒါလော့နဲ့မာဇာဝီကတော့ကျွန်တော်အနေနဲ့တော့အဆင်ပြေတယ်မာဇာဝီတော့ကျွန်တော်ကြိုက်တယ်ဒါကျွန်တော်အမြင်သက်ပြောတာပေါ့နော်ဒါလော့ကကြတော့ကျွန်တော်တို့ attacking ဘိုင်းမှာရပါမယ်လေ attacking ဘိုင်းမှာရပါမယ်လေသူ့စီကနေ cross ball ထွက်လာတာတွေကိုတိတ်ပြီးမမြင်အောင်ဆိုတော့မန်ယူဂိုးမရတဲ့အနေထားအဲ့ဒါကြီးလည်းပါတယ်ဘာလို့ဆိုတော့ရှေ့မှာတိုက်စစ်မှုတွေရှေ့ကဝိုင်လန်ကျွန်တော်တို့နာပိုလီပြောင်းသွားတဲ့အချက်ဆိုတာလည်းအဲ့ဒီအချက်တွေပါတယ်ကျွန်တော်တို့တိုက်စစ်မှုစစ်တွေဝယ်ထားတယ်ကစားကွက်ထဲမှာဘလောက်ပဲသုံးနေသူ့စီကိုဖျက်တင်ပြီးမဲ့ဒီကစားသမားတွေမရှိဘူးဆိုလို့ရှိရင်ဘယ်လိုမှသုံးလို့မရဘူးအဲ့ဒါကြောင့်လည်းဝိုင်လန်ထွက်သွားတာဆိုတော့ဒါလောက်အနေနဲ့ area ပေါက်တဲ့ကိုဖျက်တင်နေဆိုလို့ရှိရင်ကျွန်တော်လူမရှိတဲ့နေရာကိုဖျက်တင်မဖျက်တင်လူရှိရဆိုလို့ရှိရင်လည်းကျွန်တော်ကြော်ပြီးတော့ပဲအမြင်နဲ့ဖျက်တင်နေသူ့ရဲ့ပါစင်ဟိုလုံးဝဗျာ crossing တွေကလုံးဝဟိုဘယ်လိုပြောရမလဲဟို level တစ်ခုအောက်မှာရောက်နေတာဆိုတော့သူ့အနေနဲ့ဒီအချက်တွေကိုဒါလို့အနေနဲ့ပြင်မရမယ်ပေါ့နော်ဆိုတော့မာဇာဝီကတော့ကျွန်တော်အနေနဲ့ကြိုက်တယ်မစိုးသူ့ရဲ့ဖြတ်တင်မော်တွေဘောလုံးအုံနောက်နဲ့ဆော့ပုံစောနေအဆင်ပြေတယ်နောက်တစ်ခုဒီရှေ့က AMF နဲ့ AMF မှာဆိုလို့ရင်အခုလက်ရှိထားဆော့နေတာကဒီ Bruno မရှိတဲ့နေရာမှာသူ့အနေနဲ့ဘယ်လိုဆော့လဲဆိုရင်ကွန်ညာနဲ့ MU ကိုထည့်သုံးတယ်ကွန်ညာနဲ့ MU ထည့်မသုံးဆိုလို့ရှိရင်မေစင်မောင်းနဲ့ကွန်ညာမဟုတ်ဘူးဆိုလို့ရှိရင်မေစင်မောင်းနဲ့ MU အဲ့လိုသုံးတယ်တခါလေကျလည်းတိုက်စစ်မှုစစ်မပါရဲ့ကစားကွက်ကိုအမော်တွေကအယူွက်လို့နေပြီးသုံးနေတာရှိတယ်တခါလေတိုက်စစ်မှုနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီကွန်ညာကိုသုံးတယ်ဗျာအခုလက်ရှိဝယ်ထားတဲ့ Sasco သုံးညမှလည်းသုံးတယ်အဲ့လိုမျိုးရှိရဆိုတော့ကွန်ညာလည်းအလုံးသိတဲ့အတိုင်းပဲဒီအဝေးကန်ချက်တွေကန်မှုလောက်ပဲစဉ်းစားနေတဲ့ကစားသမားဒီပြောင်းနေရဘောက်တူဘောက်ဆော့ပြီးတော့ယူတော့မှန်တယ်ဒါပေမဲ့ရှေ့ရောက်ပြီဆိုလို့ရှိရင် finishing သူလုတ်ပြခြင်းနေတာကြီးများနေတာဖြစ်တဲ့အတွက်သူ့အနေနဲ့ဂိုးပေါက်ကိုပဲလှမ်းပြီးကန်နေတာဆိုတော့ဒီ MU နဲ့ဒီဘက်မှာတွဲမဲ့ကစားသမားဆိုလို့ရှိရင်လေမာဇာဝီနဲ့ဒီဘက် overlap ကတက်လာတဲ့မာဇာဝီနဲ့ဓားလော်ပဲရှိရဒီနှစ်ယောက်ကလည်းအဆင်မပြေဘူးဒီ MU နဲ့လက်ရှိအဆင်မပြေဘူးဆိုတာအချိတ်ဆက်သိမ့်မမီသေးဘူးနောက်တစ်ခုကကြတော့ဒီဓားလော်နဲ့မာဇာဝီပွဲထွက်မလာဘူးဆိုလို့ရှိရင်ဘယ်လိုဆော့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟိုဟာအာမတ်ကကြတော့တိုက်စစ်ပိုင်းမှာ MU နဲ့ကြတော့ကျွန်တော်ဘယ်တန်ကြီးနှစ်ယောက်အဲ့ဘက်မှာထက်နေရကြကျွန်တော်နေရာထက်နေရလို့တော့ခံစားရတယ်ဥပမာ MU တောင်ပန်ဆွဲထွက်သွားရဆိုလို့ရှိရင်အာမတ်က area ထိပ်ရဲ့အတွင်းပေါက်ထဲကိုဝင်ရမယ်ဆိုလို့ရှိရင်လေဝင်ချင်မှဝင်တယ်ဒီဘက်နောက်တန်းတုံမကွင်းလေရင်နဲ့ရောပြီးတော့နေနေရတွေ့ဆိုတော့သူ့ရဲ့ကစားပုံနဲ့ထက်နေရဖြစ်တယ်အဲ့နေရာမှာလည်းဖြည့်ရှင်းမှုလိုတယ်ပြီးလို့ရှိရင်ဒီဟောပါနော်မေစင်မောင်းကလည်းကျွန်တော်အနေနဲ့ကတော့အကြိုက်တွေ့ကစားသမားတွေမှာမပါဘူးမေစင်မောင်းလည်းတိတ်ချယ်ဆီကလောက်တော့မှပဲသူ့အနေနဲ့စွမ်းဆောင်မှုမျိုးကိုမမြင်သေးဘူးဗျာဆိုတော့ဒီကစားသမားတွေအနေနဲ့ဆိုလို့ရှိရင်လည်းသူတို့ရဲ့ individual ကfound လက်ရှိဆော့နေရတဲ့ out of position တွေမှာဆော့နေရအနေထားတွေရောဒီဆော့ position အမှန်ဆော့နေတဲ့ကစားသမားတွေအကုန်လုံးက level တစ်ခုအောက်မှာရောက်နေတယ်ဆိုတော့နီးပြကအဓိကအမော်ကဒီလိုအနေထားမျိုးမှာဆိုလို့ရှိရင်ကစားသမားတွေကိုသူ့နေရာနဲ့သူအမှန်ထားပြီးတော့ဆော့ဖို့လိုတယ်ပေါ့နော်ဒါမှလည်းသူကတော့လုံးဝကောင်းပါတယ်ကျွန်တော်တို့အားလုံးမကြိုက်တဲ့ပရီးမီယာလိနဲ့အမ်မဝင်နဲ့နောက်တန်း3ယောက်ကစားကွက်ကိုပဲအမြဲတမ်းသုံးတယ်ဆိုတော့ဒီဆန်နာလန်နဲ့ပွဲစဉ်မှာကျွန်တော်တို့ကအိမ်ဝင်းမှာဆော့ရမယ်နောက်ပြီးတော့ international break မတိုင်ခင်မှာကျွန်တော်တို့ကရမှတ်တွေစုဆောင်းနိုင်ဖို့ဆိုလို့ရှိရင်ဒီလီဗာပူးနဲ့ပွဲမတိုင်ခင်မှာရမှတ်တွေစုဆောင်းနိုင်ဖို့ဆိုလို့ရှိရင်ဒီ Bruno AMF နေရာမှာပြန်ပြီးထားပြီးဆော့ပေးဖို့လိုမယ်ပြီးလို့ရှိရင်ကျွန်တော်တို့နောက်တန်း3ယောက်ကစားကွက်ကိုနောက်တန်း4ယောက်နဲ့ပြောင်းလဲဖို့လိုမယ်ဒါပေမဲ့ပြောင်းလာမလားဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ဆိုတော့ဒီကစားကွက်မှာမပြောင်းမဲနဲ့ဆန်နလန်အသင်းနဲ့ပွဲမှာတည်ရကြတယ်သို့မဟုတ်ရှုံးတယ်ဆိုလို့ရှိရင်ဒီအမော်ရင်ရဲ့ဒီပြထိုင်ကောင်ကတော့တေချာပေါက်မရေရန်အနေထားကိုရောက်ရှိတော့မှာဖြစ်တယ်ဒါမဲ့သတင်းတွေကတော့တက်နေရပါဗျာဒီစာချင်းနဲ့ဒီမန်ယူဒီဘုတ်ဖွဲဝင်တွေကအမော်ရီကိုဆက်လက်ယုံကြည်မှုပေးထားစေလုံးဝ PR ပေးမထားဘူးလို့ဆိုပေမဲ့လည်းဒီ fan တွေရဲ့ဒီ feedback တွေနဲ့ကျွန်တော်တို့ဒီအပေးရဲ့
ဒီပေးတဲ့ဒီပြီးလို့ရှိရင်ကစားသမားတွေရဲ့ပုံစံတွေအနေထားအရာတော့တကယ်လို့ဒါဆန်နာလန်နဲ့ပွဲစဉ်မှာရှုံးနေခဲ့တယ်ဆိုလို့ရှိရင်တော့လုံးဝအဆင်ပြေမှာမဟုတ်တော့ဘူးရှေ့လူတွေလိုပဲအမော်ရင်အောက်တွေကလာတော့မှာဆိုတော့မော်ရင်အနေနဲ့ဒီပွဲမှာလုံးဝအနိုင်ကစားဖို့လိုတယ်အနိုင်ကစားတဲ့နေရာမှာလည်းကျွန်တော်တို့ကဖြစ်တယ်လို့အနိုင်ကစားဖို့ဆိုတာထက်ကျွန်တော်ဆွဲဆောင်မှုရှိတဲ့ကစားကွက်တစ်ခုနဲ့ထားပါတော့ तू ကသူ့ရဲ့3-4နှစ်တစ်ကို तू ကလုံးဝယုံကြည်တယ်ဆိုလို့ရှိရင်တောင်မှပဲဒီကစားကွက်နဲ့ကျွန်တော်တို့ဆွဲဆောင်မှုရှိတဲ့ကစားကွက်ဟန်တစ်ခု तू ဖော်ထုတ်ရမှာဒါမှမဟုတ်ဗျာကျွန်တော်တို့ကြည့်တဲ့လူတွေလည်းတရားရတာတစ်ခုရပြီးတော့ဥမာရှုံးခဲ့တယ်ဆိုရင်တောင်မှပဲကောင်းရတာနဲ့ရှုံးခဲ့တာကစားကွက်ကောင်းတယ်ရှုံးတယ်ဟိုဘက်ကပူကောင်းလို့ရှုံးတယ်ဆိုတဲ့ခံစားချက်မျိုးရှိမှာအခုကကျတော့ကစားကွက်ကလည်းမကောင်းကစားပေါ်လည်းမကောင်းကစားသမားတွေကလည်းဗျာကြည့်လိုက်တယ်ဆိုလို့ချင်းအဆင်မပြေဘူးပြီးခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်ဒီ Bruno Penalty လွဲတဲ့အချိန်မှာဆို Bruno မကန်ခင်မှာသူ့မျက်နှာကိုကြည့်လိုက်လုံးဝသူ့အနေနဲ့ဘယ်လိုပြောမလဲပျော်ရွှင်နေတဲ့ပုံမပေါက်ဘူးဆိုတော့ဒါတွေကနေ့စနစ်ကြောင်လည်းစိုင်တယ်အသင်းရဲ့ရလက်ကြောင်လည်းစိုင်တယ်ဆိုတော့ဒီမော်ရီနီနဲ့ဒီကစားသမားတွေသူ့နေရာအမှန်မှာသုံးဖို့လိုမယ်ပြီးလို့ရှိရင်ဆွဲဆောင်မှုရှိတဲ့ကစားရန်တစ်ခုကိုသူ့အနေနဲ့နေ့စနစ်တွေသုံးဖို့လိုမယ်ပေါ့နော်ဒါမှသာလည်းဒီသူ့ရဲ့ထိုင်ကုန်ကသူ့ရဲ့နီးပြထိုင်ကုန်ကဒါဆက်ပြီးမြဲမှာပေါ့နော်ဘယ်လောက်ပဲဘိုးဖွဲ့ဝင်တွေကထောက်ခံပါတယ်ပဲပြောနေနေရလက်တွေစိုးရလာပြီဆိုလို့ရှိရင်တော့သိကြပါတယ်သူ့အနေနဲ့နောက်ထပ်တယောက်အနေနဲ့အစားထိုးခံရမှာပဲဆိုတော့အခုလက်ရှိဆိုရိုမာရီတောင်ထွက်နေရဗျာဒီအင်္ဂလန်နဲ့အင်္ဂလန်ကစားပုံနဲ့ဒီအဝါဖြစ်တဲ့ကြိုက်တဲ့နီးပြကိုပဲခေါ်မယ်ဆိုရင်နီးပြခေါ်မယ်ဆိုတော့အဲ့ဒီကစားနီးပြမျိုးပဲခေါ်မယ်လို့ပြောတယ်ပြီးတော့ရိုမာထွက်လာတာဘယ်လိုလဲဆိုတော့ကျွန်တော်တို့အင်္ဂလန်နီးပြဆောက်ဂိတ်ပွင့်လင်းပြန်ဆောက်ဂိတ်ဆိုတာကျွန်တော်တို့မန်ယူကိုသိရတဲ့အတိုင်းပဲဗျာဂိတ်နဲ့ခေါ်နေတဲ့အချိန်မှာဆောက်ဂိတ်ဆိုတော့နီးပြနာမည်ခေါ်လို့ရှိရင်ကိုအသင်းကိုဆဲနေသလားတော့မှတ်ရတယ်ဆိုတော့ဒီနီးပြကလည်းပွင့်လင်းပြန်ရင်ဘာဆွမ်းဆောင်မှုနဲ့အင်္ဂလန်နဲ့ပတ်သက်အင်္ဂလန်နဲ့အတူဘာမှဟိုဆွမ်းလောက်လာဆွမ်းဆောင်ရမျိုးပြသထားခြင်းမရှိတဲ့နီးပြမျိုးဒီနီးပြမျိုးတက်ခတ်မယ်ဆိုလို့ရှိရင်လည်းဘာမှထူးမှာမဟုတ်ကျွန်တော်ကတော့လုံးဝကျွန်တော်အမြင်နဲ့ပြောရမယ်ဆိုရင်တော့ဆောက်ဂိတ်ကိုခတ်မယ်ဆိုရင်လုံးဝမကြိုက်ဘူးဗျာမကြိုက်ဘူးအမော်နေအနေနဲ့အခုလက်ရှိမှာဆိုလို့ရှိရင်သူ့အနေနဲ့ဒီစပိုတင်းမာလိုမျိုးဆွဲဆောင်မှုရှိတဲ့ကစားကွက်တစ်ခုကိုဒါဒီလက်ရှိကစားသမားတွေကိုနေရာမှန်ချပြီးတော့ဒီဟိုပါပေါ့နော်ကစားနိုင်မယ်ဆိုလို့ရှိရင်လာမယ့်ပွဲစဉ်တွေမှာကျွန်တော်အနေနဲ့နိုင်ပွဲရရှိမယ်လို့တော့မျှော်လင့်တယ်ဒါပေမဲ့လည်းကစားပုံပြောင်းမပြောင်းဒီအောက်တော့ position ကစားသမားတွေသူ့နေရာနဲ့သူအမှန်3မ3ဆိုတော့စောင့်ကြည့်ရမယ်နောက်တစ်ခုမော်ရင်ကအခုလက်ရှိဆိုလို့ရှိရင်သူ့ရဲ့ win rate ကတိတ်မရှိဘူးဗျာလုံးဝနည်းနည်းလေးပဲရှိရအရင်တော့ဒီSporting မှာဆိုလို့ရှိရင်သူ့ရဲ့ win rate ကဒီ80ကျော်အထိရှိတယ်ဆိုတော့လက်ရှိမော်ရင်ရဲ့ဒီမှတ်တမ်းစုတစ်ခုကလည်းမှတ်တမ်းစုကသူ့ရဲ့လက်အောင်မှာ Manchester United အိမ်ဝင်းမှာ2ပွဲဆက်အနိုင်ရရှိထားခဲ့ခြင်းမရှိသေးဘူးဒါ Premier League ပေါ့နော် Premier League မှာအိမ်ဝင်း2ပွဲဆက်နိုင်ထားတာတော့မရှိသေးဘူးတပွဲနိုင်လိုက်တပွဲရှုံးလိုက်တပွဲနိုင်တပွဲရှုံးဒီလိုပုံစံမျိုးနဲ့ပဲလဲပတ်နေတာဆိုတော့ဆောနာပြောလို့ပဲဒီကစားသမားတွေကို Bruno ကိုသူ့ AMS နေရာပြန်ပို့မယ်ပြီးလို့ရှိရင်လူရှော့ကိုလည်းသူ့ရဲ့ MB66 နေရာမှာဆော့ရင်ဆော့မဆော့လို့ရှိရင်လူရှော့နေရာမှာကျွန်တော်တို့ဒီ CB66 ကစားသမားတယောက်ကိုထိုး CB66 ကစားသမားတယောက်ထိုးမယ်ဆိုလို့ရှိရင်လည်းအားလုံးသိနေမှာဘလူးရှိလဲဒီမကွမ်းရရှိမယ်ဗျာတခြားဘလူးရှိသေးလဲတခြားကောင်းမွန်မွန်ဆိုလို့မရှိတော့ဘူးဗျာဒီလစ်ရှိမယ်ဗျာဒီလိုဒီကစားသမားကြီးလောက်ပဲရှိတဲ့အနေထားမှာအများကြီးမျှော်လင့်လို့လည်းမရပါဘူးဆိုတော့နီးစနစ်ကတော့လုံးဝတရားပေါ်ပြောင်းဖို့လိုတယ်ကျွန်တော်လည်းပြောင်းစေချင်နေပြီပေါ့နော်ဘာလို့လဲဆိုတော့အားပေးရတာအားလုံးသိရတယ်မယ်ကိုတင်းအားပေးနေကိုပဲအားလုံးကစိတ်ညစ်နေကြပြီဗျာဒီ6ပွဲမှာ2ပွဲပဲနိုင်ထားပြီးတော့3ပွဲတောင်ရှုံးထားတယ်တပွဲပဲတည်ကြတယ်ဒီတည်ကြရဲဆိုတာတောင်မှပဲဘယ်လိုပြောရမလဲဒီဖူအန်လိုအသင်းမျိုးတည်ကြဗျာစဉ်းစားတာကြည့်ပြီးတော့ဆိုတော့ဒီ international break မတိုင်ခင်မှာ Man U အနေနဲ့နိုင်ပွဲရအောင်ဆော့ရမယ်ဆိုလို့ရှိရင်ဆန်နာလန်ရဲ့ဒီအဝါပေါ့ဒီခန်းစစ်ကိုဖျက်ဖို့လေလိုမယ်ဆန်နာလန်ခန်းစစ်အရန်ကောင်းတယ်နော်ဆန်နာလန်ပွဲကြီးကြလာတော့မသိဘူးဆန်နာလန်ခန်းစစ်ကောင်းတယ်ပြီးလို့ရှိရင်သူတို့လူဆိုလို့ရှိရင်လေဒီယာဒီမှာအများကြီးပဲခေါ်ထားတာဂီတာဖေးရောပြီးလို့ရှိရင်တခြားဒီလီဗာပူးကမထင်မရှားဒီလူငယ်လေးတွေရောပေါ့နော်တခြားအများကြီးပဲအသင်းပေါင်းဆောင်ခေါ်ထားတာအများကြီးခေါ်တာပြီးလို့ရှိရင်သူတို့ကအခုလက်ရှိယာဒီမှာလုတ်ပြထားဆိုလို့ရှိရင်အဝေးဝင်းမှာတပွဲရှုံးတပွဲတည်တပွဲနိုင်ဆိုတော့မဆိုးဘူးဒါပေမဲ့ခန်းစစ်ကတော့တေချာပေါက်ကောင်းတယ်ဆိုတော့ဒီမန်ယူနဲ့တွေ့လို့ရှိရင်တိုက်စစ်ပါပိုကောင်းလာမလားတော့မသိရဘူးဗျာဆိုတော့အမော်ရီအနေနဲ့လုံးဝဒီ queue side ဖို့လိုမယ်ဒီပွဲစဉ်မှာအနိုင်ရအောင်ကန်ထားဖို့လိုမယ်အနိုင်မရဘူးဆိုရင်တော့ဆောနာကျွန်တော်ပြောခဲ့လို့ပဲအမော်ရီရဲ့ niche နစ်ကိုပြောင်းရမယ်မပြောင်းရင်နီးပြပြောင်းမှာပဲအဆင်ပြေတော့မယ်ဆိုတော့အားလုံးပဲဒီ Manchester United တင်ရမဲ့ရပါစေနိုင်ပွဲရပါစေလို့မျှော်လင့်ရတာပေါ့နော်ဆိုတော့ညီကိုတို့အမြင်ရောဘယ်လိုရှိလဲဘယ်လိုမျိုးဆွေးနွေးခြင်းလဲဆိုတာကို comment မှာဆွေးနွေးခဲ့လို့ရပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြပါမယ်ကျေးဇူးတင်ပါတယ်